Hello အားလုံးကိုမင်္ဂလာပါအားလုံးကိုမင်္ဂလာပါလို့ရှိဦးစွာနှုတ်ဆက်ချင်ပါတယ်ဖခင်သခင်ကောင်းမြတ်တဲ့ဒီနေ့မှာတော့ပြန်လည်ပြီးမှဖခင်ရဲ့နှုတ်ကပတ်တော်ထဲကနေဒီနေ့အလင်းပေးချင်တဲ့ရရှိပါတယ်ဒါကဘာလဲဆိုရင်တော့ယုံကြည်သူတွေကျွန်တော်တို့အသက်တာထဲမှာပေါ်ရောနဲ့အသက်မရှင်ဖို့ရအတွက်အင်မတန်မှလိုအပ်တဲ့အရာဖြစ်ပါတယ်ဒါကလည်းမှကျွန်တော်တို့ဒီခါဘာလဲကေတီချင်းရပြီကျွန်တော်ကေတီချင်းရပြီဆိုတော့ဘာမှမလူတော့ဘူးကျင်းတဲ့ကေတီချင်းရပြီဆိုရင်တော့ဒီနေ့ခြေဆောင်ချင်းလာရင်လေခရစ်တော်တို့တရားရှိပြန်လာတဲ့ခြေဆောင်ချင်းလာရင်လေကျွန်တော်ခြေဆောင်ချင်းမှာပါမယ်ကေတီချင်းရပြီဆိုတော့ခြေဆောင်ချင်းမှာပါမယ်လို့ပါမယ်ဆိုပြီးမှထင်တတ်ကြပါတယ်တကယ်တမ်းဆရာဒီကလည်းတော်အများဆရာတွေကလည်းဒီချီကေတင်ချင်းရပြီဆိုရင်တော့ခြေဆောင်ချင်းမှာပါမယ်ဆိုတဲ့ပုံဆိုပြီးမှလည်းပြောတတ်လက်ရှိပါတယ်ဒါတွေခါတကယ်တမ်းကျန်းစာကိုပြန်ပြီးမှလဲလာမယ်ဆိုရင်တော့ဒီနဲ့ကေတင်ချင်းရယုံနဲ့ခြေဆောင်ချင်းမှာမပါဘူးဆိုတဲ့အကြောင်းတွေကိုကျန်းစာထဲမှာတွေ့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်ခြေဆောင်ချင်းမှာပါဖို့အတွက်ဘာလုပ်ဖို့လိုတယ်လဲဆိုတော့ကေတင်ချင်းရယုံနဲ့မပြီးဘူးဘာလုပ်ဖို့လိုတယ်လဲပညာရှိဖို့လိုတယ်ပြင်ဆင်ဖို့လိုတယ်အသက်တာကိုပြင်ဆင်ဖို့လိုတယ်ဒါအကြောင်းပညာရှိသောတရုတ်သမီးဖြစ်ဖို့လိုတယ်ပညာရှိသောတရုတ်သမီးဖြစ်မှသာလေခြေဆောင်ချင်းမှာပါမှာဖြစ်ပါတယ်အဲ့ဒီပညာရှိတဲ့တရုတ်သမီးကပဲဒီနေ့ခရစ်တော်နဲ့လက်ထပ်ဖို့ရအတွက်လက်ထပ်ဖို့ရအတွက်ဖခင်ခရစ်တော်ကလာခေါ်တာသူတို့ကလာခေါ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ကေတီချင်းရောက်ယုံတဲ့ဒီနေ့လောကမှာတင်ကျွန်တော်တို့အသက်ရှင်နေတဲ့အချိန်မှာခြေဆောင်ချင်းလာခဲ့တယ်ဆိုရင်တော့ခြေဆောင်ချင်းမှာကေတင်ချင်းရောက်ယုံလောက်နေတော့ခြေဆောင်ချင်းမှာမပါဘူးအဲ့ဒါကြောင့်အသက်တာကိုပြင်ဆင်ဖို့ရအတွက်လိုအပ်တယ်အဲ့ဒါကြောင့်အသက်တာကိုမပြင်ဆင်ဘဲနဲ့ကျွန်တော်ကေတင်ချင်းတို့ရောက်မယ်ဆိုပြီးမှတင်ကဒီနေ့နမောနဲ့လောကထဲမှာပဲအသက်ရှင်ပြီးမှလောကသားတွေကေတော့ပဲအသက်ရှင်ပြီးမှတင်ကရှိအသေးလောကသားတွေကိုတော့ပဲတင်ကထင်းနေတဲ့အသက်ရှင်နေတယ်ဆိုရင်တော့ခြေဆောင်ချင်းမှာမပါဘဲနဲ့ကြံခဲပြီးမှရှည်ဝေရမှာဖြစ်ပါတယ်အဖို့အခပေးရတော့မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ဒီအချိန်မှာဖခင်သခင်ကဒီနေ့ကျွန်တော်တို့ကိုဒီနေ့နှုတ်ကပတ်တော်အဖြစ်မနားလေစေတဲ့အရာတွေရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်တော့ဒီနေ့ခြေဆောင်ချင်းလာတဲ့အချိန်မှာဖခင်သခင်ကသူ့ရဲ့တာသမီဖြစ်တော့မတရုတ်သမီးရှင်တော့မအဲ့တရုတ်သမီးထဲတွေတော့မှဘသူကိုခေါ်တယ်လဲဆိုတော့ပညာရှိတဲ့တရုတ်သမီးတွေကိုပဲခြေဆောင်သွားတယ်ဆိုတာကိုတွေ့ရပါတယ်ရှေးမာတဲ့ခရစ်ဝင်အခန်းကြီး25ထဲမှာတွေ့တဲ့အရာကဘာလဲဆိုရင်တော့တရုတ်သမီး10ယောက်ရှိပါတယ်တရုတ်သမီး10ယောက်ထဲမှာပညာရှိတဲ့တရုတ်သမီးကိုပဲခေါ်ဆောင်တာပါလဲခြေဆောင်ချင်းမှာပါတာဖြစ်တယ်ပညာမရှိတဲ့တရုတ်သမီးကြတော့ရှီဝေခန္ဓာဖြစ်ပါတယ်အဲ့ဒါကြောင့်တရုတ်သမီးလို့ပြောပြီးဆိုရင်တော့ကျမ်းစာထဲမှာတရုတ်သမီးဆိုတဲ့အတုံးနှုံကကေတင်ချင်းတို့ရတော့သူခရစ်တော်ကိုမိကေတင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတော်သူတွေကေတင်ချင်းရတဲ့လူတွေကိုပဲတရုတ်သမီးလို့ခေါ်တာဖြစ်ပါတယ်တရုတ်သမီးဆိုတဲ့အတုံးနှုံကမယုံကြည်သူတွေကိုဆိုလိုတာမဟုတ်ဘူးယုံကြည်သူတွေကိုဆိုလိုတာဖြစ်ပါတယ်ပြီးမှခြေဆောင်ချင်းဆိုတာကဘသူတွေအတွက်လဲဆိုတော့မယုံကြည်သူတွေအတွက်မဟုတ်ဘူးခြေဆောင်ချင်းကမယုံကြည်သူတွေနဲ့မဆိုင်ဘူးခြေဆောင်ချင်းဆိုတာယုံကြည်သူတွေနဲ့ဆိုင်တဲ့အရာဖြစ်ပါတယ်ခြေဆောင်ချင်းဆိုတာယုံကြည်သူတွေအတွက်နမိတ်လက္ခဏာယုံကြည်သူတွေအတွက်ဖျားသခင်နဲ့ဆုံးဆိုင်ရမယ်ဆုံးဆိုင်ဖို့ရအတွက်ကျွန်တော်တို့ခရီးဆက်ရမယ်ဆက်ရမယ်အချိန်ဖြစ်ပါတယ်အဲဒါကြောင့်ဒီနေ့ပညာရှိတဲ့တရုတ်သမီး9ယောက်ကြတော့ခြေဆောင်ချင်းမှာပါပြီမှာ9ယောက်ကြတော့အမိုက်တော့သူတွေဖြစ်တော့ကြံခဲတာဖြစ်ပါတယ်ဒီနေရာမှာရှမာတက်ခရီဝအခန်းကြီး20လေးအငယ်30တိထဲမှာပြောတယ်လဲဆိုလူသားတွေမိတမန်တို့ကိုဆေလွတ်၍တဘိုးခရံကိုပြင်းစွာမှုစေတော်မူသည်ဖြင့်သူတို့ဒီရွေးချယ်တော်မူသောသူတို့ကိုအရက်လက်မျက်နှာကောင်းကင်အောက်ထဝန်းကျင်တို့မှခေါ်၍စီယုံစေလတန်လို့ပြောထားပါတယ်အဲ့ဒါခြေဆောင်ခြင်းဖြစ်ပါတယ်ခြေဆောင်ခြင်းကပဲအချင်းလာမလဲဆိုတာကိုမသိပေမဲ့တရက်ကိုလောကမှာအသက်ရှင်နေတဲ့အချိန်မှာလာခဲ့တယ်ဆိုရင်တော့ခြေဆောင်ချင်းမှာပါသွားဖို့ရအတွက်မိရဲ့အသက်တာကိုပြင်ဆင်ဖို့လိုအပ်ပါတယ်မိရဲ့အသက်တာကိုဝိညာဉ်တော်ရဲ့ပုံသွင်းခြင်းကိုအမြဲတမ်းဝန်ခံအသက်ရှင်ဖို့လိုအပ်ပါတယ်နှလုံးသားကိုပြင်ဆင်ဖို့ရအတွက်လိုအပ်ပါတယ်ဒါကြောင့်ဒီနေရာမှာပညာရှိတဲ့လူတွေကပါတယ်ပညာမရှိတဲ့လူတွေကမပါဘူးဘာလို့သူတို့သမီးဖြစ်ပါလဲနဲ့ကေတင်ချင်းရတော့သူဖြစ်ပါလဲနဲ့ဘာလို့တချို့ကပါပဲမှာတချို့ကမပါတယ်လဲဆိုတော့ဒီနေရာမှာခြားနာတဲ့အရာတစ်ခုရှိပါတယ်ကျွန်တော်တို့နားလေရမှရတခုရှိရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာဘာကိုတွေ့ရတယ်လဲဆိုရင်တော့
ရှိမာတဲ့ခရီးဝဲအခန်းကြီး20ငါအငေခွန်ထဲမှာဗာပြောထားတယ်ဆိုတော့ထိုတတော်သမီးအပေါင်းတို့ဒီထား၍မိခွဲ့များကိုပြင်ဆင်ကြ၏လို့ပြောထားပါတယ်အဲ့ဒီအခါမှာဘာကိုပြင်ဆင်တယ်ချီဆောင်ချင်းလာပြီတခင်လာပြီဆိုမြတို့ဘာကိုပြင်ဆင်တယ်လဲဆိုတော့မိခွဲ့ကိုပြင်ဆင်နေတာဖြစ်ပါတယ်မိခွဲ့ဆိုမိခွဲ့ကတို့တရုတ်သမီး10ယောက်စလုံးမိခွဲ့ရှိတယ်10ယောက်စလုံးရှိမှာမိခွဲ့ရှိတယ်မိခွဲ့ရှိတယ်ဒါဆိုရင်တော့မိခွဲ့ဆိုတာဘာကိုဆိုလိုတယ်ဆိုတာကိုစက်ပြီးမှလက်လာမဆိုရင်တော့ဆာလန်တရားစကူခုမြောက်သောဆာလန်အပိုင်းရဲ့105ထဲမှာဗာပြောထားတယ်လဲဆိုရင်တော့နှုတ်ကပတ်တော်ဒီကျွန်တော်ချီစီးမှာမိခွဲ့ဖြစ်၍ကျွန်တော်ဤလမ်းခရီးကိုလင်းစေတော်မူ၏လို့ပြောထားမိခွဲ့ဆိုတာကဘာကိုပေါ်ဆောင်တယ်လဲဆိုရင်တော့ဒီနေ့နှုတ်ကပတ်တော်ကိုပေါ်ဆောင်တာဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုတော့ခရစ်တော်ကိုပေါ်ဆောင်တာဖြစ်ပါတယ်ဒါကမိခွဲ့ဆိုလို့ပြောတယ်မိခွဲ့ဆိုတာခရစ်တော်ကိုပေါ်ဆောင်တာဖြစ်ပါတယ်ဒါဆိုတော့ဒီနေရာမှာအခုနကျွန်တော်ဖတ်တဲ့နေရာမှာမာသက်အခန်းကြီး20အငယ်ခွန်ထဲမှာထိုတတော်သမီးအပေါင်းတို့ဒီထ၍မိခွဲ့ကိုပြင်ဆင်ကြ၏လို့ပြောတာမိခွဲ့ကိုကျွန်တော်ရသလားရတယ်မိခွဲ့ဆိုတာဘာလို့လဲအခုနနှုတ်ကပတ်တော်ဖြစ်တယ်နှုတ်ကပတ်တော်ဆိုတာဘာကိုပြောတယ်လဲဆိုတော့ခရစ်တော်ကိုဆိုလိုတာဖြစ်တယ်ဒီနေ့ခရစ်တော်ကိုရတယ်ယေရှုကိုရတယ်ဖြစ်တယ်ဒီနေ့ယေရှုကိုကြတော့10ယောက်စလုံးယေရှုကိုကြတော့ရရှိကြတာဖြစ်ပါတယ်ယေရှုကိုကြတော့10ယောက်စလုံးယေရှုရတယ်ကဲတင်ချင်းရပြီဒါပေမဲ့ကဲတင်ချင်းရပေမဲ့တို့တယောက်က9ယောက်ကကြံခဲ့တယ်9ယောက်ကခြေဆောင်ချင်းမှာပါတယ်ဘာလို့9ယောက်ကကြံခဲ့တယ်လဲဘာလို့ခြေဆောင်ချင်းမှာပါတဲ့လူကပါလဲဘာလို့မပါတဲ့လူကဘာလို့ကြံခဲ့တာလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးမှကျွန်တော်ပြန်ပြီးမှဒီရှင်းပြချင်တယ်ရှင်မာသက်ခရစ်ဝင်အခန်းကြီး25အငယ်နိကနေလက်အထိကျွန်တော်ဖတ်ချင်ပါတယ်ထိုတတော်သမီးတို့တွင်9ယောက်ဒီပညာတတိရှိကြ၏9ယောက်မူကအမိုက်ဖြစ်ကြ၏တတို့သမီးတွေအားလုံးထဲမှာ9ယောက်ကပညာရှိတယ်တဲ့9ယောက်ကြတော့အမိုက်ဖြစ်ကြတယ်လူမိုက်ဖြစ်ကြတယ်လောကသားတွေကဲ့သို့ပဲအသက်ရှင်နေတယ်လောကသားတွေရဲ့တွေးတယ်လို့ပဲတွေးနေတယ်ပြောချင်တာကဒီနေရာမှာဆက်ပြမှာမိုက်တော်သူတို့ဒီမိခွဲ့ကိုသာယူ၍ရှီကိုမယူကြလို့ပြောထားပါတယ်ဒီနေရာမှာဗါလဲမိုက်တဲ့သူတွေကြံခဲတဲ့လူတွေကဘာကိုမယူတယ်လဲဆိုတော့သူတို့မှာမိခွဲ့သေးပဲရှိတယ်သူတို့ကကေတင်ချင်းသေးပဲရတယ်ဘာကိုမရတယ်လဲဆိုရင်တော့ရှီကိုမယူကြဘူးရှီဆိုတာကဒီနေ့ဘာကိုပုံဆောင်တယ်လဲဆိုတော့ရှီဆိုတာကတိုင်ရှိသောဝိညာဉ်တော်ကိုပုံဆောင်တာဖြစ်ပါတယ်အဲ့ဒီကြံခဲတဲ့လူတွေကဘာလို့ကြံခဲတယ်လဲဆိုရင်တော့သူတို့တွေကမိခွဲ့သေးပဲရှိတယ်သူတို့မှာရှီမပါဘူးရှီဆိုတာကတိုင်ရှင်သောဝိညာဉ်တော်ကိုပေါ်ဆောင်တာဖြစ်ပါတယ်တိုင်ရှင်သောဝိညာဉ်တော်ရဲ့ပြုတ်ပင်ခြင်းတိုင်ရှင်သောဝိညာဉ်တော်ရဲ့ပုံသွင်းခြင်းတိုင်ရှင်သောဝိညာဉ်တော်ရဲ့မဆာခြင်းတိုင်ရှင်သောဝိညာဉ်တော်ရဲ့ပြုတ်ပင်ခြင်းကိုဝန်မခံဘဲနဲ့သူတို့လောကမှာကိုကြိုက်တယ်လို့အသက်ရှင်တဲ့ယုံကြည်သူတွေဖြစ်နေတဲ့အတွက်ကြောင့်သူတို့တွေကဒီနေ့သူတို့သားနဲ့မင်္ဂလာဆောင်ပွဲဝင်ဖို့ရတဲ့သူတို့တွေကအရေးချင်းမပြီးဆောင်ဘူးအဲ့ဒါအကြောင်းကျွန်တော်တို့နားလေရမှရာကဘာကွာသွားတယ်လဲဆိုတော့မိခွဲ့က10ယောက်စလုံးရှိတယ်ဒါပေမဲ့ရှီကြတော့မိုက်တဲ့လူတွေရှိမှရှီမရှိဘူးပညာရှိတဲ့လူတွေရှိမှပဲရှိတာဖြစ်ပါတယ်ဒါပညာရှိတဲ့လူတွေရှိမှပညာရှိတဲ့လူတွေရှိမှရှိတယ်အပိုင်းရဲ့လက်ထဲမှာပညာတတိပတိရှိတော်သူတို့မူကားတဲ့မိခွဲနဲ့တကွာဘူးနိုင်ပါတော့ရှီကိုလေယူကြ၏ခဲပညာရှိတဲ့လူတွေကြတော့ဗာလဲမိခွဲနဲ့တကွာရှီကိုလေယူတယ်လို့ပြောထားတယ်ဒါမိုက်တဲ့လူတွေမှာကြတော့ဗာလဲမိုက်တော်သူတို့ဒီမိခွဲကိုသာယူ၍ရှီကိုမယူဘူးလို့ပြောတယ်မိုက်တဲ့လူတွေကဘာလို့ကြံခဲ့တယ်လဲဆိုတော့ရှီမရှိဘူးတို့မှရှီမယူဘူးရှီဆိုတာတိုင်ရှင်သောဝိညာဉ်တော်ရဲ့ပုံသွင်းခြင်းကိုဝန်ခံတတ်တာဖြစ်တယ်တိုင်ရှင်သောဝိညာဉ်တော်ရဲ့ပြုတ်ပင်ခြင်းကိုမဝန်မခံခြင်းတဲ့လူတွေကကေတီချင်းရရင်တော်မှချီဆောင်ခြင်းလာရင်မပါဘူး
ဒါကြောင့်ဒီနေ့ကျင့်မထဲဒီလိုကျင့်ထဲကိုဒီလိုကျင့်အထက်ကိုမခံကြနဲ့မခံဖို့ရအတွက်လိုအပ်ပါတယ်မပါဘူးဒါကြောင့်ဒီပါချင်းလေဆိုရင်တော့ဝိညာဉ်တော်ရဲ့ပြူပင်ချင်းဝိညာဉ်တော်ရဲ့ပုံသွင်းခြင်းကိုဝန်ခံပါမိမိရဲ့နှလုံးသားကိုတိုက်ရှိသောဝိညာဉ်တော်ရဲ့ပုံသွင်းခြင်းကိုအမြဲတမ်းဝန်ခံပြီးနှုတ်ကပတ်တော်တမန်တရားနဲ့အသက်တာကိုတိဆောက်ပါဓမ္မတာလင်ခြေဆောင်ခြင်းလာတဲ့အခါမှာပညာရှိတော်သူဖြစ်ပြီးထာဝရကာလမှာခရစ်တော်နဲ့အတူဆုံးဆိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေရာမှာရှီမရှိဘူးရှီဆိုတာခုနကျွန်တော်ပြောပြတိုင်းရှင်တော်ဝိညာဉ်တော်ဖြစ်ပါတယ်တိုင်းရှိသောဝိညာဉ်တော်ကိုဒီနဲ့တင်ကပြောပင်ချင်းကိုမခံချင်ဖို့ဆိုရင်တော့တိုင်းရှိသောဝိညာဉ်တော်ရဲ့မဆာချင်းကိုမခံချင်ဖို့ဆိုရင်တော့တင်ကခြေဆောင်ချင်းမှာပါမှာမဟုတ်ဘူးဒါဆိုလည်းဒီနေရာမှာကဲတင်ချရတဲ့အချိန်မှာကျွန်တော်တို့တိုင်းရှိသောဝိညာဉ်တော်ရပြီမဟုတ်ဘူးလားလို့ဒီမေကမေဆရာရှိကောက်ရှိလိမ့်မယ်အဲ့ဒီတင်ချရတဲ့အချိန်မှာတင်ရထားတဲ့တိုင်းရှိသောဝိညာဉ်တော်ကဘာလဲဆိုတော့ဒီဖယားသခင်ရဲ့နာငိုင်တော်တာဖိပြီးဆိုတဲ့အနေနဲ့တစိတ်အနေနဲ့တင်ရရှိထားတဲ့ဝိညာဉ်တော်ဖြစ်တယ်အဲ့ဒီဝိညာဉ်တော်ကတင်းရဲ့နှလုံးသားကိုပြုတ်ပင်တဲ့ဝိညာဉ်တော်မဟုတ်ဘူးအဲ့ဒါကထာဝရတင်းအတွက်အမွေအရေတွေနဲ့ပိတ်ထားရအဲ့ဒါကတစိတ်အနေနဲ့ပိတ်ထားရဖြစ်တယ်အဲ့ဒါကြောင့်တင်းရဲ့နှလုံးသားတင်းရဲ့အတွေးခေါ်တွေတင်းရဲ့မာယောနာရာတွေကိုရဲ့ဇာတိတွေကိုပြုတ်ပင်တဲ့ပုံသွင်းနေတဲ့သူကဒီနဲ့တိုင်းရှိသောဝိညာဉ်တော်ဖြစ်တယ်ကျွန်တော်တို့အထက်မှာကဲတင်ချရတဲ့အချိန်မှာကျွန်တော်တို့တိုင်းရှိသောဝိညာဉ်တော်တစိတ်ခချင်းခံရတာအဲ့ဒီတစိတ်ကခုကိုမပြုတ်ပင်ဘူးခုကိုပြုတ်ပင်တာကဝိညာဉ်တော်ဖြစ်တယ်တကယ်ဝိညာဉ်တော်အစေခံနောင်ဝိညာဉ်ဖြစ်တယ်အဲ့ဒီအစေခံနောင်ဝိညာဉ်ကပဲကျွန်တော်တို့ယုံကြည်သူတွေရဲ့နှလုံးသားကိုပြုတ်ပင်တာဖြစ်တယ်အဲ့ဒီအစေခံနောင်ဝိညာဉ်ကိုပဲအမေဒါကိုယ့်ရဲ့နှလုံးသားကိုပြုတ်ပင်တယ်ကိုယ့်ကိုဖော်ပြတယ်ကိုယ့်ရဲ့အပိကိုဖော်ပြလာတဲ့အချိန်မှာကိုယ့်ရဲ့အမှားတွေကိုဖော်ပြလာတဲ့အချိန်မှာဟုတ်ပါတယ်ကျွန်တော်မှားပါတယ်လို့အမေရာဝန်ခံပြီးမှနှုတ်ကပတ်တော်နဲ့အမေရာအသက်တာကိုတိဆောက်ပြီးအသက်ရှင်နေတယ်ဆိုရင်တော့တင်ဟာရှီကိုဝေတော့သူထဲမှာမပါပဲနဲ့တင်ဟာရှီကိုလေပါတော့ဘူးနဲ့တကွာရှီကိုပါတော့သူဖြစ်ပြီးမှရှီဆောင်ချင်းလာတဲ့အချိန်မှာတရုတ်သားကတရုတ်သမီးပညာရှိတဲ့တရုတ်သမီးတွေကိုလာခေါ်တဲ့အချိန်မှာတင်ကခြေဆောင်ချင်းမှာပါသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီအရာတွေကိုဒီနဲ့ကျင့်ထဲတာကိုမခံဖို့ရတော့အင်မတန်မှလိုအပ်ပါတယ်အသက်တာကိုပြင်ဆင်ပါနှုတ်ကပတ်တော်နဲ့အသက်တာကိုတိဆောက်ပါစက်ပြမှာပါပြောထားတယ်လဲဆိုရင်တော့သူတို့သမီးအပေါင်းတို့ဒီထရွေမိခွက်ကိုပြင်ဆင်ကြ၏မိုက်တော်သူတို့ကငါတို့ရှီမြင်းသေးပါပြီတီတို့ရှီကိုအနည်းငယ်ပေးပါဟုပညာရှိသောသူတို့အားတောင်းကြ၏ဘာကိုတောင်းတယ်လဲရှီကိုပဲတောင်းလဲမိခွက်ကိုတောင်းတာမဟုတ်ဘူးเนาะရှီပဲတောင်းတာဖြစ်တယ်ကျွန်တော်တို့ရှီသေးပြီရှီသေးတယ်ဆိုတာပါလဲကဲတင်ချီတို့ရတယ်ဒါပေမဲ့ရှီသေးတယ်ဆိုတာပါလဲဝိညာဉ်အရှင်ဝိညာဉ်မိကိုဝိညာဉ်မိတည်နေပြီအတက်တာထဲမှာဝိညာဉ်မိတည်နေပြီလောကသားတွေကဲတော့အသက်ရှင်တယ်လောကသားတွေတွေးတယ်လို့တွေးတယ်လောကသားတွေကဲတော့အသက်ရှင်တယ်လောကသားကြီးခိုင်နေငုံရီသူခိုင်နေငုံတယ်လောကသားတွေအရက်တောက်ရီသူလည်းအရက်တောက်တယ်လောကသားတွေတို့ဆဲရီသူလည်းဆဲတယ်လောကသားတွေမကောင်းတဲ့ຢာတွေပြောရင်မကောင်းတဲ့ຢာတွေပြောတယ်လောကသားတွေခိုင်နေငုံရီသူလည်းငုံတယ်အဲ့ဒါကဝိညာဉ်တော်ရဲ့ပြုတ်ပင်ခြင်းနဲ့အသက်မရှိတဲ့အသက်တာဂေတင်ချစ်တော်ရပေမယ့်ဒီနဲ့အဖို့ခါကိုပေးပြီးမှကြံခဲ့မှာဖြစ်ပါတယ်ကြံခဲ့ပြီးမှကျေးဇူးတော်ကာလမှာပြုတ်ပင်ခြင်းကိုဝန်မခံခြင်းတဲ့အတွက်ကြောင့်ဘေးတန်ကြီးကာလမှာဒီနဲ့အဖို့ခပေးရမှာဖြစ်ပါတယ်ဒီနဲ့အဖို့ခပေးပြီးမှာပဲဒီနဲ့တရုတ်သားရှင်မှာတရုတ်သားမင်္ဂလာဆောင်ပွေကိုဝေဖို့အတွက်ဒီနဲ့တရုတ်သားမင်္ဂလာဆောင်ပွေဝက်လုံကိုဒီနဲ့အဖို့ခပေးပြီးမှတင်ကဝေရတော့မှာဖြစ်ပါတယ်ဒါကြောင့်မင်္ဂလာဆောင်ပွေဝက်လုံကိုဒီနဲ့အဖို့ခမပေးပေးနဲ့ဒီနဲ့ဝေဖို့ရတော့အခွင့်အရေးရှိနေတဲ့အချိန်မှာဒီနဲ့မင်းရဲ့အသက်တာကိုနှုတ်ကပတ်တော်နဲ့ပြုတ်ပြီးမှအသက်ရှင်ပါနှုတ်ကပတ်တော်နဲ့ကိုဝန်ခံပြအသက်ရှင်ပါတိုင်ရှိသောဝိညာဉ်တော်ရဲ့ပြုတ်ပြီးခြင်းကိုဝန်ခံအသက်ရှင်ပါဒါဆိုရင်ခြေဆောင်ခြင်းမှာအင်္ဂါအမှန်ပြောပါမှာဖြစ်ပါတယ်နှုတ်ဘတော်ထဲမှာပြောထားတယ်ယေရှုကပြောထားတယ်ကောင်းကင်နဲ့မေကြည့်မတည်တော့လေငါစကားဒီလိမ့်မယ်လို့ပြောထားပါတယ်ဒါကြောင့်ဖခင်သခင်ကဒီနေ့ကျွန်တော်တို့ကိုခြေဆောင်ချင်းမှာပါဖို့ရအတွက်ကျွန်တော်တို့ကိုလူတိုင်းယုံကြည်သူတိုင်းကိုလူချင်တာဖြစ်ပါတယ်ဒါပေမဲ့လောကနဲ့အသက်ရှင်တယ်ဆိုရင်တော့ပါမှာမဟုတ်ဘူးစက်ပြမှာပါပြောထားတယ်ဆိုရင်တော့ပညာရှိတော်သူတို့ကလေတင်တို့အဖို့နဲ့ငါတို့အဖို့ရှိမလောက်ထို့ကြောင့်ရှီရောက်တော်သူရှိရာတို့တွား၍ကိုတုံးဖို့ရန်ကိုဝေလီတာ၍ကောင်းသည်ဟုပြန်ပြောကြ၏ကျွန်တော်နေတော့အတွဲနဲ့ငါတို့အတွက်ရှီမလောက်ဘူး
ရှိမလောက်ဘူးအဲ့ဒါကြောင့်နေတော့ရောက်တဲ့လူတွေရှိမှာသွားဝေပါလို့ပြောဒါရောက်တဲ့လူတွေကလာသလားအဲ့ဒီချိန်မှာရောက်တဲ့လူတွေကလာတော့မယ်ခြေဆောင်ချင်းပြီးပြီဆိုရင်တော့ရှီရောက်တဲ့လူတွေလာမယ်အဲ့ဒီရှီရောက်တဲ့လူတွေကဘယ်သူတွေလဲအာတီခရစ်ဖြစ်တယ်အာတီခရစ်ဖြစ်တယ်6လုံးဖြစ်တယ်အမေ666ဖြစ်တယ်666ကိုလာရောက်တော့မှာဖြစ်ပါတယ်666ကိုတင်ဝေမလားဒါမှမဟုတ်တင်အသက်ခံမလား660ချက်ကိုမဝေချင်ဘူးဆိုရင်တော့အသက်ခံရမယ်အဲ့ဒါပဲဒါအဲ့ဒါပဲတင်အသက်ခံပြီမှာပဲတင်အဖို့ကပေးရတော့မှာဖြစ်ပါတယ်အဖို့ကဒီနဲ့အဖို့ကပေးစရာမလူပေးနဲ့ဒီနဲ့ဂျေဇုတော်ကာလမှာအခွင့်အရေးဖျားတခင်ပေးနေတဲ့အချိန်မှာဒီနဲ့အသက်တာတိုက်ရှိသောဝိညာဉ်တော်ရဲ့ပြုတ်ပြင်ခြင်းကိုဝန်ခံပြီးအသက်ရှင်ဖို့ရတော့ကြိုက်တွေ့ချင်တာဖြစ်ပါတယ်ဆက်ပြီးမှဘာပြောထားတယ်လဲသူတို့ဒီရှီဝေသွားဒီအခန်းတွေမင်္ဂလာဆောင်လွတ်လေဒီလာ၍တင်တို့အသိရှိတော်သူတို့အသိရှိတော်သူတို့တမင်တို့ဒီလူလေနဲ့အတူပွဲတို့ဝင်ကြပြီးလေတကားကိုပေးလေလို့ပြောထားပါတယ်ပညာရှိတဲ့သူတွေကိုပဲဘာလဲလာပြီးမှလာခေါ်ပြီးမှတကားကိုပေးတယ်တကားကိုပေးပြီးမှရှီဝေပြီးမှလာတဲ့လူတွေကပြန်လာတဲ့လူတွေကသခင်ကျွန်တော်တို့ကိုတကားဖွင့်ပါလို့ပြောတယ်သခင်ကမှပြောတယ်လေတင်းတို့ကဘာတူလဲနင်တို့ဘယ်ကလာတယ်လဲတင်းတို့ကငါမသိဘူးလို့ပြောတာကျေးဇူးတော်တကားပေးလိုက်ပြီအခွင့်အရေးမရှိတော့ဘူးဒါပေမဲ့ကျေးဇူးအလကားနဲ့မရတော့ဘူးဒါပေမဲ့နောက်ထပ်အခွင့်အရေးပြန်ပေးတာကပါလဲတင်းအဖို့ခပေးရတော့မယ်6သုံးလုံးအရိုက်မခံအရိုက်6သုံးလုံးကိုလာရောက်မယ်666လာရောက်တဲ့လူတွေလာတော့မယ်666လာရောက်တဲ့ချိန်မှာတင်ဝေတယ်ဆိုရင်တော့တင်ဝေမလားမဝေဘူးလားအဲ့ဒါနဲ့ပဲတင်ကားဆန္ဒဖြစ်ပါတယ်ဒါပေမဲ့တင်အင်ကာအမှန်ကဲတင်ချင်းရတယ်ဆိုရင်တော့တင်6လုံးကိုဝေမှာမဟုတ်ပါဘူးဒီနဲ့6လုံးကိုဝေမှာမဟုတ်ဘူးဒါပေမဲ့မင်ယူဖလာခရိယာပဲဖြစ်နေတယ်ကဲတင်ချင်းမရဘူးယေရှုကိုတည်ယုံလို့ပဲဖြစ်တယ်မိဘကနဲ့ကဲတင်မိဘကနဲ့ခရိယာနေဖြစ်ရလို့ခရိယာဘဝနဲ့ပဲတင်ကလာပြီးမှဖခင်เจ้าနေပုံမှန်တက်ပြီးမှတဲ့ဘဝနဲ့ပဲတင်ကအသက်ရှင်နေတယ်ဆိုရင်တော့အသက်ရှင်ပြီးခရိယာဖြစ်နေတယ်ဆိုရင်တော့ကဲတင်ချင်းမရဘူးဆိုရင်တော့ဒီနဲ့6လုံးကိုတင်ဝေရလိမ့်မယ်6လုံးကိုဝေတယ်ဆိုရင်တော့တင်က9နှစ်6နှစ်9နှစ်ကြတော့တင်တဲ့တာရမယ်ဒါမဲ့တင်တဲ့အချိန်မှာငရေသွားမှာဖြစ်ပါတယ်ငရေသွားအင်္ဂါမှန်ငရေသွားမှာဖြစ်ပါတယ်ဒါကလိန်လာမဟုတ်ဘူးအင်္ဂါမှန်သွားရမှာဖြစ်ပါတယ်ဒါကြောင့်သွားမယ့်အရာကိုသွားတယ်လို့ပြောတာအဲ့ဒါကဘုရားရဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်ဆက်ပြမှာပြောထားတယ်လဲဆိုရင်တော့ရှမာတခရိဝါခကြီး24အငယ်လက်ရှိထဲမှာတော့မဟုတ်မူကားအကြည်ကျုံစုကငါအရှင်ပြန်လာလိမ့်မယ်ဟုစိတ်ထဲ၌အောင်မေ၏ဒီစပါအဲ့ဒီကျုံစုကပါလဲငါအရှင်ပြန်လာမယ်ရှီဆောင်ချင်းပြန်လာမယ်ဆိုတာကိုသူသိတယ်ရှီဆောင်ချင်းလာမယ်ဆိုတာဘသူတွေသိတယ်လဲယုံကြည်သူတွေကပဲသိတယ်ဒီနေရာမှာအဲ့ဒီကျုံကလည်းသိတယ်တဲ့ငါအရှင်ပြန်လာမယ်ဆိုတာ तू သိတယ်လားသိနေတယ်တဲ့ဒါပေမဲ့ဂျုံချီတို့ကိုရိုက်ပုတ်လျက်တေတောက်ကျူးတော်သူတို့နဲ့တကွစားတောက်လျက်နေ၏ဒါကပါလေမကောင်းတဲ့အရာတွေကိုလှုပ်တဲ့လူတွေနဲ့အတူမကောင်းတဲ့အရာတွေကိုလှုပ်တယ်ဒီနဲ့လောကသားတွေကဲတော့အသက်ရှင်တယ်လောကသားတွေတောက်တယ်လို့တောက်တယ်လောကသားတွေစားတယ်လို့စားတယ်လောကသားတွေဆဲတယ်လို့ဆဲနေတယ်နှုတ်ကပတ်တော်ကိုဝိညာဉ်တော်ရဲ့ပုံတွင်းခြင်းကိုဝင်မခံချင်ပဲလောကအရာကိုဆွဲလန်းပြီးအသက်ရှင်နေတယ်လောကအရာကိုဆွဲလန်းပြီးမှာပဲဖရားသခင်ကိုကြောက်ခန့်နေတယ်အဲ့ဒါကြောင့်အဲ့ဒီလူကဘာဖြစ်သွားတယ်လဲဆိုရင်တော့စက်ပြမှာအပန်းရေ90ထဲကိုပြန်ပြောမယ်ဆိုရင်တော့ထူကြုံမကြည့်မမျောတော့နဲ့၌မကြားမတီးတော့အချိန်နိုင်၌တခင်ဒီရောက်လာလျက်ထူကြုံဒီပြင်းစွာကိုယ်မြဲဆုံးမ၍ငူကြွေးခြင်းအန်တော့ခဲခြင်းရှိရာအရက်၌လျှဝတ်တော်သူတို့နဲ့တကွနေရာချက်လက်တန်းလို့ပြောထားပါတယ်ဒီနေရာမှာပြောတာကအဲ့ဒီကြုံကဘလို့ဘာဖြစ်လဲဆိုရင်တော့သူတို့သမီးသူကဲတင်ချင်းတော့ရပေမဲ့တဲ့သူရှိတော့မှရှိမရှိဘူးရှိမရှိတဲ့အတွက်ကြောင့်လောကသားတွေကဲ့သို့အသက်ရှင်တဲ့အတွက်ကြောင့်ဘေကိုနေရာချတယ်လဲဆိုရင်တော့ငူကျွေးခြင်းအန်တော့ခဲခြင်းရှိရာအရက်
那的列外多读多呢，你也差的，列外多读出来读里嘞，没用几多读里批的，没用几多读里呢，你也差的了，别嘛你也差的了，我最近按多开始进西亚耶，那我最近按多开始进苏拉巴嘞，你呢，记住罗卡拉贝拉卡嘛，你呢。马拉的嘞，所以喏，你呢，安迪可以卡加拉皮拉嘞，你呢，毛麦卡拉拉嘞，我最清晰的你，我最清晰的情感白情嘞，你呢，记住罗卡拉公平嘛，别卡拉拉么嘞，所以喏，别人只卡拉拉啦皮嘞，别人只卡拉个，我最清安多开最清，你呀妈的，你呀妈，另外多读多那读的。别人只卡拉个照片困背来的，别人只卡拉个微博上都困背来的，别人只卡拉个微那卡嘛，都个，这看就拿到个大家判吧，所以吧，我追你的。都一打的米里家嘞七少千嘛八比，都加了七少千嘛八八，都没嘛七少千嘛八比，都没嘛都加了嘛八部，都有加个七少千嘛八比，都加了嘛八部，都没那个都一打的米里七少千嘛八了，都加了嘛八部，讲开边嘛我追按这开边嘛，老家嘛得新边嘛，得看路可能啦皮八嘞，这钱嘛都个来我多呢都。你也差的，别你也差的，老表的，别你也嘛差的嘞，你呢？安迪克欧洲的，你帮是超你过的你安迪克也欧洲的嘎啦，一点别人只嘎啦嘛，你呢？来我多呢，你也差啦皮的。那巴路你也差的嘞，都嘛西嘛巴路你也差啦皮的，给点钱都压的，但没西嘛巴布，西个阿迪嘎皮的，至少钱嘛巴布说了，西个阿迪嘎皮的。西嘎里嘎皮的，西嘛巴伊七少千嘛巴布，然后今天嘛个这天嘛看的，然后你那面做到是压力哈，你那七少千嘛巴没给的钱压力说七少千嘛巴没说嘛今天那家的，就那都问你一样嘛，就那都应该破呀对，就那都应该破呀对，可能的要个不会嘛应该破呀对，苹果的破呀边嘛，把嘞应该破呀对都个。应该不要的，可能苹果一边嘛，应该看，应该不要的，就啥啦那就吧呗。叫你那七少千嘛，你那就那表妹给点钱也用了七少千嘛巴布，西巴马达的七少千嘛巴嘛批的，七少千嘛八千的西尾巴，你那一块钱嘛，你那我在西到问你多也标本钱那得行吧，但西到问你多也标本钱个问看吧，马达的七少千嘛巴嘛批的。钱嘛巴不是，顶打的面的七少千嘛巴边嘛，顶打的面的个来下边嘛成功的嘛批的，我最按这开钱边嘛得行嘛批吧嘞。第一有家里，钱嘛有家里有，钱嘛无数嘛的面嘛，明白没的可怜的，啊面几批嘛，不都干嘛古拉萨那嘛路的西嘛冇不，古别的那古给啥那古啊公路老家鸡嘛小推公里加嘛批吧嘞，钱嘛古个不老别古个啊的那是呀高一别批路不古的那嘛路西嘛冇吧不，古给啥那古啊公路个啊得西里加嘛批吧嘞。别人只个啦，别罗卡嘛，没批破的钱，别罗卡嘛嘞批嘛嘞嘛好多的钱，第一，别人只个啦个要啦嘛批吧嘞，没要钱嘛，等下得个比先吧，得个比先吧，问你多一半对钱个问看别得辛苦呀的，就攞带对钱啦批吧嘞，这边嘛把表差的嘞，所以呢，起码得可以我看见，那是嘞。anh nghe lết sẽ lết thêm mà thu cháu tin đâu đi để bi xin liệt này ra lo cháu mua gà tin đâu mà thì mà mất đâu à trên này nè lù đá đi chua là lên nè lúc đó đã bà cô biểu đấy tin đâu cả bi xin bi mà sau này ra bà lúc đó thà đấy bà lúc đó là bi xin khăn đã à tết đã cô bi xin khăn đã à tết đã cô mà bi xin bu là lâu cả ta đi cái đó tết xin đấy mà bi xin chỉ mà xin bu nó cái bắt đầu là tết đã cô mà bi xin bây giờ七少千嘛把妹路定个天内的水耶，定讲开里面，讲那钱嘛，讲那钱嘛，定个闹大压人嘞，就没洗到的，压力个看啥压力没？就嘛看啥钱无所谓呢，你就靠钱干的啥呗？你得个弄个不到那变成来吧，大家好，今年弄个不到天嘛，培养的看个，今年我都特地ပေးနေတာဖြစ်ပါတယ်။叫မိခွဲရအတိပေကနှုတ်ကပတ်တော်ကိုဆိုလိုတာဖြစ်တယ်နှုတ်ကပတ်တော်ဆိုတာကခရစ်တော်ဖြစ်တယ်အဲ့ဒါကြောင့်ရှင်ယောဟန်ထဲမှာလေ
ဒီလိုပြောထားတယ်အစာဦးနိုင်နှုတ်ကပတ်တော်ရှိနှုတ်ကပတ်တော်ဒီလေဖရာသခင်နဲ့အတူရှိတော်မူရှိနှုတ်ကပတ်တော်ဒီလေဖရာသခင်နဲ့အတူရှိတော်မူ၏ထိုနှုတ်ကပတ်တော်ဒီအစာအုပ်၌ဖရာသခင်နဲ့အတူရှိ၏နှုတ်ကပတ်တော်ဒီခတ်သိမ်းသောအရာတို့ကိုဖန်ရှင်းတော်မူ၏ဖန်ရှင်းတော်မူခြင်းနဲ့ကင်းလွတ်လျက်ဖြစ်သောအရာတစုံတစ်ခုမျှမရှိထိုနှုတ်ကပတ်တော်ဒီအသက်ရှိ၏ထိုအသက်ဒီလေလူတို့ဤအလိမ့်ဖြစ်လို့ပြောထားပါတယ်နှုတ်ကပတ်တော်ကပါလဲအလိမ့်ဖြစ်တယ်လို့ပြောထားပါတယ်အဲ့ဒါနှုတ်ကပတ်တော်ဆိုတာကတနည်းအားဖြင့်ခရစ်တော်ကိုပေါ်ဆောင်လာပြီးခရစ်တော်ဖြစ်ပါတယ်ယေရှုဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ခွဲနှုတ်ကပတ်တော်ကယေရှုဖြစ်တယ်ခွဲဆိုတာကလေမိခွဲဆိုတာကလေနှုတ်ကပတ်တော်ကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒါမိခွဲဆိုတာကဒီနေ့နှုတ်ကပတ်တော်ဒီနေ့ယေရှုကိုရရှိတာကိုဆိုလိုတာဖြစ်ပါတယ်အဲ့ဒါကြောင့်တို့သမီး10ယောက်စလုံးပါရှိတယ်လေ10ယောက်စလုံးမိခွဲရှိတယ်လား10ယောက်စလုံးမှာမိခွဲရှိတယ်ဒါပေမဲ့ဘာငါပညာရှိတဲ့လူတွေရှိမှကြတော့ရှိတယ်ပညာမရှိတဲ့လူတွေမှာကြတော့မရှိပေးနဲ့မိခွဲထဲပဲရှိတယ်အဲ့ဒါသူတို့ချမ်းသာတဲ့အရာကပါလဲရှိမပါချင်းဖြစ်ပါတယ်ကြံခဲ့တဲ့လူတွေဘာလို့ကြံတယ်လဲရှိမပါလို့ကြံခဲ့တာဖြစ်တယ်ရှိဆိုတာတိုက်ရှိသောဝိညာဉ်တော်ဖြစ်တယ်ကြံခဲ့တဲ့လူတွေကရှိမပါလို့ကြံခဲ့တာဖြစ်ပါတယ်အဲ့ဒီရှိဆိုတာတိုက်ရှိသောဝိညာဉ်တော်ဖြစ်တယ်နှုတ်ကပတ်ခွဲဆိုတာကနှုတ်ကပတ်တော်ဖြစ်တယ်ခွဲဆိုတာကမိခွဲဆိုတာကခရစ်တော်ကိုရရှိခဲ့တဲ့ချင်းရတဲ့အရာကိုပုံဆောင်တာဖြစ်ပါတယ်လက်ကေတင်ချင်းရတဲ့လူတိုင်းခြေဆောင်ချင်းမှမပါဘူးအဲ့ဒါမှတ်ထားပါအဲ့ဒါမှတ်ထားပါကြည့်အထဲမခိုင်နဲ့အဲ့ဒါကြောင့်ခြေဆောင်ချင်းမှာတာသမီးတွေကိုကစားပြီးပါချင်းနေဆိုရင်တော့ရေခုချင်းကစားပြီးဖရာရဲ့နှုတ်ကပတ်တော်နဲ့အသက်တာကိုပြောပေးပါတိုင်ရှိသောဝိညာဉ်တော်ကတင်းရဲ့အပိကိုဖော်ပြတဲ့အချိန်မှာတကယ်တင်းကအပိတကယ်အပိတကယ်ရှိတယ်တင်းကမှားတယ်ဒုစရိုက်ကိုတကယ်ပြုတ်ခဲ့တယ်တင်းအသက်တာထဲမှာတကယ်ဖရာအလိုတော်အသက်မရှင်ခဲ့တဲ့အရာတွေရှိခဲ့တယ်ဆိုရင်နှုတ်ကပတ်တော်ကတင်းကိုဖော်ပြလာတဲ့အခါမှာဝိညာဉ်တော်ကတင်းကိုတင်းအသက်တာကိုရှင်းစေပြီးဖော်ပြလာတဲ့အချိန်မှာဝန်ခံပါယူတာဝန်ခံပါဟုတ်ပါတယ်ကိုရောကျွန်တော်မှားပါတယ်ကိုရောကျွန်တော်ကိုခွတ်လွန်ပါလို့ပြောတယ်ပြောပြီးမှဝန်ခံပါဖယားရှိမှဝန်ခံပါဒီနေ့ဖယားရှိမှဝန်ခံပါဒီနေ့ဖယားရှိမှဝန်ခံပြီးမှအသက်ဝန်ခံတဲ့ဆိုရင်တော့ဖယားသခင်ကအပိလွတ်ချင်းကိုလေပေးနိုင်တဲ့ဖရာသခင်ဖြစ်တယ်ခွတ်လွတ်နိုင်တဲ့ဖရာသခင်ဖြစ်တယ်ဒါကြောင့်အပိကိုဝင်ချက်တောင်းပန်ဖို့ရန်တော့ဝင်မလေးပါနဲ့ဖရာသခင်ကဒီနဲ့အသွေးတော်ကိုအမြင်ပြုတ်ပြီးမှအရှိတမရှိပေးနဲ့အေဒီခရစ်တော်ရှိမှတို့ဝင်ဖွဲ့တန်ရှင်းရာဌာနထဲတို့ဝင်ဖို့ရန်အတွက်ဖရာသခင်ကခရစ်တော်အဖြစ်ကျွန်တော်တို့ကိုနီလန်ဖွင့်ပေးထားပြီးဖြစ်ပါတယ်ဒါကြောင့်ထိုအရာကိုအမြင်ပြုတ်ပြီးမှနေညံ့မပြတ်ကိုပြိုးမိတဲ့အရာတွေအားလုံးအတွက်အမေတဲ့တောင်းပန်ပါအမေတဲ့ဝင်ချတောင်းပန်ပါခုလူသားဖြစ်တဲ့အခါမှာကျွန်တော်တို့အမှားယွင်းတွေရှိတယ်ဆုံးဖြတ်ချက်အမှားတွေဖြစ်တယ်ဒုစရိုက်တွေပြိုးမိတဲ့အရာတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့တွေကကျွန်တော်တို့ရဲ့မစွန်လင်ချင်းတွေကိုဒီနေ့လက်ဝက်မထားဘဲနဲ့အဖြစ်ကိုအဖြစ်တဲ့ဖျားရှိမှဝန်ခံပြီးမှကျွန်တော်တို့တွေကအပိကိုဝင်ချတောင်းပိုင်တယ်ဆိုရင်ဘုရားသခင်ကကျွန်တော်တို့အပိကိုလွှဲပေးမှာဒီနေ့ဘသူမှကြံစီ၍မမြင်နိုင်တော့ညင်တဲ့ချင်းကိုကျွန်တော်ဘုရားသခင်ကယေရှုခရစ်အပိကျွန်တော်တို့ကိုပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ခွန်အားပေးချင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်ရဲ့အချို့ကတော့ပါလဲဆိုရင်တော့ကေတင်ချင်းရတော့သူတိုင်းချီဆောင်ချင်းမှမပါဘူးပညာရှိတဲ့သူတို့သမင်ကပဲခြေဆောင်ချင်းမှာပါတယ်တို့သမင်လို့ပြောပြီးဆိုရင်ယုံကြည်သူကိုဆိုလိုတာဖြစ်ပါတယ်ကယ်တင်ချင်းရတဲ့လူတွေကိုတို့သမင်လို့ခေါ်တာဖြစ်ပါတယ်အဲ့ဒီတို့သမင်ဆိုတာကမယုံကြည်သူတွေမဟုတ်ဘူးမယုံကြည်သူတွေကိုတို့သမင်ဆိုတာအတုံးမတုံးဘူးအဲ့ဒါကြောင့်ယုံကြည်သူကယ်တင်ချင်းရတဲ့သူခရစ်တော်ကိုမင်းကယ်တင်ပါရှင်ပြီးယုံကြည်လက်ခံတဲ့သူကိုဒီနဲ့တို့သမင်းလို့ခေါ်တာဖြစ်တယ်အဲ့ဒီတို့သမင်းတွေအားလုံးကခရစ်တော်နဲ့တို့သားဆိုတဲ့ခရစ်တော်နဲ့လက်ထပ်ဖို့ရန်အတွက်အခွင့်အရေးကိုရရှိတော်သူတွေဖြစ်တယ်အခွင့်အရေးပဲရရှိကယ်တင်ချင်းရတာနဲ့ခရစ်တော်နဲ့လက်ထပ်ဖို့ရန်အတွက်ခရစ်တို့သားနဲ့လက်ထပ်ဖို့ရန်အတွက်အခွင့်အရေးရယုံပဲရှိတယ်အခွင့်အရေးရယုံပဲရှိသေးတယ်ဒါပေမဲ့ကျွန်တော်တို့လက်ထပ်ဖို့ရန်အတွက်ဆိုရင်တော့အသက်တာကိုပြင်ဆင်ရမယ်အဲ့တထာကဲ့သို့အသက်ပြင်ဆင်ရမှာဖြစ်ပါတယ်
အဲ့တထာရဲ့အဲ့တထာကြည့်ပါအဲ့တထာကိုကြည့်ပါနန့်တော်မှာနေတယ်နန့်တော်မှာသူတို့သမီးတွေအဲ့တထာထဲမဟုတ်ဘူးအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီနန့်တော်ထဲမှာအများကြီးတွေထဲမှာရှင်ဘရင်ကဘသူနဲ့လဲထက်တယ်လဲအဲ့တထာနဲ့လဲထက်တာဖြစ်ပါတယ်အဲ့ဒါကြောင့်အဲ့တထာကလေသူကပြင်ဆင်နေတာဖြစ်တယ်ပြင်ဆင်လေဆိုတာကသူ့အကြိုင်နဲ့မပြီးဘူးသူ့ကိုသူအလှပြင်နေတာမဟုတ်ဘူးသူ့ကိုပြီးပြုတ်ပင်ပေးတဲ့လူဖြစ်တယ်သူ့ကိုပြုတ်စုပြုတ်ထုံပေးတဲ့လူတွေဖြစ်တယ်ဘယင်အကြိုင်နဲ့သူ့ကိုအလှပြင်တဲ့လူရှိတယ်အဲ့ဒီဘယင်အကြိုင်နဲ့အလှပြင်တဲ့သူတွေရဲ့သူအလေဘယင်အကြိုင်နဲ့အလှပြင်တဲ့လူတွေရဲ့အတိုင်းသူတို့ပြုတ်ပင်တဲ့အတိုင်းသူတို့အလှပင်တာဟာကိုသူကမကြိုက်ဘူးဆိုပြီးမှသူကမငြိမနေဘူးဒါကြောင့်သူတို့ရဲ့ပြုတ်ပင်တဲ့အရာတွေကိုအလှပင်ပေးတဲ့လူတွေရဲ့ပြုတ်ပင်တဲ့အရာတွေကိုနေနဲ့ဝန်ခံအသက်ရှင်တဲ့အခါမှာတရက်သူတို့ဗာလဲတရက်တော့ဘယင်လာတဲ့အခါမှာဘယင်နဲ့လက်ထပ်ဖို့ရတော့အခွင့်အရေးရရှိတာဖြစ်ပါတယ်။ထိုနည်းသူဆိုတာပဲကျွန်တော်တို့ကိုလည်းအလှပင်ပေးတဲ့သူဖြစ်တယ်။ကျွန်တော်တို့ကိုအလှပင်ပေးတဲ့လူရှိတယ်။ကျွန်တော်တို့တွေသူတို့သမီးဖြစ်တယ်။ဒီနေ့ဝိညာဉ်ကြီးရမှာအဲ့တထာကဲ့သို့ဖြစ်ပါတယ်။ဒါကြောင့်အဲ့တထာကိုအလှပင်ပေးတဲ့လူရှိတယ်လို့ပဲကျွန်တော်တို့ကိုလေကျွန်တော်တို့ယုံကြည်သူတွေကိုလည်းအလှပင်ပေးတဲ့သူရှိတယ်။ကျွန်တော်တို့ကိုအလှပင်ပေးတဲ့သူကဘယ်သူလဲဆိုရင်တော့တန်ရှိသောဝိညာဉ်တော်ဖြစ်တယ်။အဲ့ဒါတန်ရှိသောဝိညာဉ်တော်ခုကအလှပင်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့လောကဝတ်စားအရာတွေဆွေငွေတွေနဲ့ကျွန်တော်တို့ကိုသစ္စာရှင်နေတာမဟုတ်ဘူးနှလုံးသားကိုပဲကျွန်တော်တို့သစ္စာရှင်နေတာဖြစ်ပါတယ်နှလုံးသားကိုပဲတမန်တရားနဲ့ခရစ်တော်နဲ့ယင်းနီကိုခရစ်တော်နဲ့ထက်တူဖြစ်လာအောင်ခရစ်တော်နဲ့ထက်တူထက်မြတ်ဖြစ်လာအောင်ကျွန်တော်တို့တိုက်ရှိသောဝိညာဉ်တော်ကကျွန်တော်တို့ရဲ့အတွင်းနှလုံးသားကိုအမြဲတမ်းပြုတ်ပင်နေတာဖြစ်ပါတယ်ကျွန်တော်တို့အပြင်ပန်းဆိုင်ရာဆွေငွေတွေနဲ့ဝလာနကတွေနဲ့တနခါတွေနဲ့အလှပါတွေနဲ့အလှဒီကိုပဲအဲ့တထားခဲ့သူအပေါ်ရအလှကိုပင်နေတာမဟုတ်ပေနဲ့ဂျေဇုတော်ကာလာမှာဆိုရင်တော့နှလုံးသားအတွင်းနှလုံးသားကိုပဲပြုတ်ပင်တာဖြစ်ပါတယ်အပင်တစားကိုရှင်ချင်းမဟုတ်ပေနဲ့အတွင်းတစားကိုပဲဝိညာဉ်တော်ကကျွန်တော်တို့ကိုရှင်ပေးနေတာဖြစ်ပါတယ်အတွင်းတစားကိုရှင်နေတဲ့ဝိညာဉ်တော်ကရှင်နေတဲ့အချိန်မှာဒီနဲ့အပြုတ်ပင်ခံဖို့အတွက်ပုံတွေ့တာကိုဝန်ခံဖို့ရအတွက်ယုံကြည်သူအနေနဲ့အင်မတန်မှလိုအပ်ပါတယ်။တင်မဝန်ခံခြင်းဖို့ဆိုရင်တော့တင်အပန်းပဲဝန်ခံခြင်းလို့ဆိုရင်တင်အပန်းပဲဝန်ခံခြင်းမဝန်ခံခြင်းကတင်နဲ့ဆိုင်တာဖြစ်ပါတယ်။ဝိညာဉ်တော်နဲ့မဆိုင်ဘူးဝိညာဉ်တော်ကြတော့ပြုတ်ပြီးဖို့ကတင်ရဲ့သူ့အပိုင်းဖြစ်ပါတယ်။ဒါပေမဲ့တင်ဝန်ခံခြင်းမဝန်ခံခြင်းကတင်အပိုင်းတင်ရဲ့ဆုံးဖြတ်ရမှာအရာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာနမုံနမဲ့အသက်မရှင်ပေးနဲ့ဒီနေ့ခရစ်တော်တရူတာလာတဲ့အချိန်မှာဒီနေ့ခြေဆောင်ချင်းမှာပါဖို့ရအတွက်အင်မတန်မှလိုအပ်တဲ့အချက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့နမုံနမဲနဲ့အသက်ရှင်သောယုံကြည်သူတွေမဖြစ်စေချင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ပြန်လေပြီးမှအလင်းပေးတာဖြစ်ပါတယ်ဒါကြောင့်ခြေဆောင်ချင်းမှာပါချင်းတဲ့ဆိုရင်တော့ဒီနေ့ပညာရှိသောသူတို့သမီးဖြစ်ဖို့လိုတယ်ရှိပါဖို့လိုတယ်တိုင်းရှိသောဝိညာဉ်တော်ရဲ့ပြုပင်ခြင်းကိုဝန်ခံသောယုံကြည်သူဖြစ်ဖို့လိုတယ်ဒါကြောင့်အရောက်ချင်းစီတဲ့ကိုဘုရားသခင်အထူးကောင်းချီးပေးပါစေခရစ်တော်ရဲ့ညီတဲ့ခြင်းဒီတင်တို့အပေါ်၌တက်ရောက်ပါစေအာမင်